universe ကနေပေါ့နော်ကို protection တွေကောင်းကောင်းပေးပြီးဆိုရင်သူတို့က sign ပြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ sign ညာဘာလဲဆိုတော့ကျွန်တော်ဒီ video မှာပြောထားပေးမယ်ပေါ့နော်တချို့တွေကဒီ sign တွေကိုsign လို့မထင်ကြဘူးပေါ့နော်ဆိုတော့ universe နဲ့ကွာအခြေအဆက်တွေရပြီး connection တွေရလာပြီဆို universe ကိုအမြဲတမ်း protect လုပ်တယ်အမြဲတမ်း protection ပေးတယ်အမြဲတမ်း cover လုပ်ပေးရပေါ့နော်ဆိုတော့ဥပမာကိုခါတနေနေရသွားတော့မယ်အရေးကြီးတဲ့ကိစ္စပဲဖြစ်ဘယ်နေတနေနေရသွားတော့မယ်ကိုပစ္စည်းတွေတော့ရှောက်ပြုတ်ကြနေတာမျိုးဖြစ်နောက်ကျနေတဲ့ပြင်ဆင်တဲ့နေရာတွေမှာကို ready လုပ်တယ်မလားအဲ့ ready လုပ်နေတဲ့နေရာတွေမှာပစ္စည်းတွေအရင် mess up ဖြစ်နေတာအရင်ပွားနေတာရှုပ်ပွားနေတာပြီးတစ်ခုရှာမတွေ့တာတော့ဥမာအချိန်မှန်ရအောင်မယ်ဆိုအချိန်မှန်မရအောင်တစ်ခုဖြစ်နေတာမျိုးဆိုရင်အဲ့ဒါဆိုရင်မှတ်လိုက်ကိုကအဲ့ဒီနောက်ကျနေတဲ့အကြောင်းရင်းက maybe ကိုရဲ့လမ်းမှာ accident ဖြစ်တာမျိုးဖြစ်တစ်ခုပေါ့နော်ကို universe က protect လုပ်ပေးနေတာကိုကအဲ့လိုမျိုးကြုံခဲ့ရတယ်ဆိုဒါကိုအတွက်နော်ကောင်းတဲ့အရာဖြစ်ဖို့သူကအခါရက်ကောက်ွယ်ပေးနေတာမျိုးပေါ့ဥမာကွာဒီ function တစ်ခုသွားမယ်ဒီပွဲတစ်ခုသွားမယ်ကွာဒါပေမဲ့ကိုမှအကြောင်းမျိုးကြောင့်ပစ္စည်းတွေပြုတ်ကျနေတဲ့ရွေးချယ်လိုက်တဲ့အုပ်ကအစမပြေတာမျိုးတို့ကိုယ့်ရဲ့ပစ္စည်းတွေတစ်ခုကြံခဲ့ရတာမျိုးအိမ်ပြင်ထွက်သွားပြီးပြန်ဝင်လာတာမျိုးတို့အဲ့ဒါဆိုရင်အဲ့ဒီဟာကို universe က alignment ဖြစ်အောင်ချိန်ပေးနေတာကိုယ့်ရဲ့ဒီလာမဲ့ရှိမှရှိနေတဲ့ anti ရဲ့ကိုသူဒီကြိုတင် protect လုပ်ပေးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ဘဝမှာအဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို universe က protect လုပ်ပေးတာပေါ့နော်ပြီးတော့ number နဲ့ပြီးရင် number နဲ့ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ကို့မှာကိုကလူတွေနဲ့စကားပြောနေဥမာဘယ်သူပဲဖြစ်ဖြစ်ကိုအရင်ရင်းနှီးရတဲ့သူတွေပဲဖြစ်ဖြစ်ကိုအရင်ချစ်ရပါတယ်ဆိုတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုကတခုခု information တခုခုကို sharing လုပ်နေရကိုသူများမသိတဲ့အရာတခုခုပေါ့နော်စသဖြင့်ပေါ့ဥမာဘယ်သူမှမသိတဲ့ secret တွေ share နေရပဲဖြစ်ကိုစကားပြောရင်နဲ့ကိုယ့်ရဲ့စိတ်ကမေ့သွားတာမျိုးတို့ပြောနေတဲ့ topic ကိုမေ့သွားတာမျိုးတို့ပြီးစိတ်ထဲမှာအလိုလိုငါဒီ topic ကြီးကိုရက်သက်မင်းငါမပြောသင့်ဘူးလို့ထင်နေရဆိုရင်အဲ့ဒါ universe ကကိုအချက်ပေးတာကိုကဒီ information ဒီလို share နေဆိုတာမ share သင့်ဘူးမပြောသင့်တဲ့အကြောင်းအရာတွေတခါတလေဖြစ်တတ်တယ်လူကလေသူကတော့ငါ့ကိုနားလိုက်မှာပဲဆိုရင်မှရင်ဖွင့်တာတွေပြောရှင်တဲ့အရာတွေရှယ်တယ်မယ်ပြောရင်နဲ့ကိုယ့်ရဲ့စိတ်ကကိုယ်တားဆီးနေတာမျိုးရက်ချင်နေတာမျိုး okay မပြောသင့်ဘူးလို့ထင်လာတယ်ဆိုအဲ့ဒါမှတ်ထားပါ universe ကကိုယ့်ကိုအဲ့ဒါပြောနေတာအချက်ပြနေတာပေါ့နော်ဒီလူကိုနင်ဒီ information မပေးရဘူးဆိုတာမျိုးပြောနေတာပါဆိုတော့ကိုယ့်ဘဝမှာအဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုဒါလည်း universe ကပေးရ sign ပဲပေါ့နော်ပြီးတော့နောက်ခုနံပါတ်3ကိုယ့်အိမ်မှာအဲ့လိုမျိုးပေါ့ပြောရမယ်ဆိုဥပမာအပင်တွေရုပ်တရက်တည်သွားတာမျိုးပေါ့နော်အပင်တွေတည်တာမျိုးတို့ဥပမာကိုယ့်ရဲ့ရှိနေတဲ့ဒီတရိတ်ဆန်လေးတွေနေမကောင်းခဏဖြစ်လာတာမျိုးတို့ပြီးတော့အိမ်မှာအဲ့လိုမျိုးအနက်အသက်မကောင်းတာမျိုးသူ့ဟာနဲ့သူဖြစ်လာတာမျိုးပေါ့နော်ဥပမာအိမ်ကရှင်းနေတယ် clear ဖြစ်နေရဆိုရင်တော့ကိုယ်မှအဲ့လိုအနက်အသက်မကောင်းတာမျိုးတွေကိုယ့်ရဲ့အိမ်မှာရှိနေတဲ့ဒီတရိတ်ဆန်လေးတွေပေါ့နော်ဒီ pet လေးတွေကအဲ့လိုမျိုးဖျားနာလာတာမျိုးတွေပြီးနောက်တစ်ခုအပင်တွေရုပ်တရက်ကြီး6တွေ့လာတာမျိုးဂယူဆိုင်ရဲ့တန်းနဲ့ပေါ့နော်အပင်လေးတွေက6တွေ့လာအဲ့ဒါဆိုရင်အဲ့ဒီဟာအရန်အရေးကြီးကိုယ့်ရဲ့အိမ်မှာနောက်ဆုံးဘသူဝင်ခဲ့လဲပေါ့နော်အဲ့ဒီဝင်ခဲ့တဲ့သူရဲ့ intention ကိုယ့်အိမ်အတွက်မကောင်း okay ဒါမှတ်ထားပေးရမယ့်အရာပေါ့နော်ဥပမာရုပ်တရက်ကြီးအနက်အဆိုးတွေရလာတာတခါတလေဖြစ်တတ်တယ်ပေါ့နော်အနက်အဆိုးတွေရလာတာမျိုးအဲ့လိုမျိုးကိုယ့်ရဲ့ကြောင်လေးတွေခွေးလေးတွေကရုပ်တရက်ဖျားတာနာတာမျိုးခဏမတက်တာတော့အဲ့ဒါဆိုရင်မှတ်ထားကိုယ့်ရဲ့အိမ်ကိုနောက်ဆုံးဘသူဝင်ခဲ့လဲဘသူလာခဲ့လဲဘသူတွေကထိုင်ခဲ့လဲအဲ့ဒါကိုစဉ်းစားပါအဲ့ဒီလူကကိုယ့်ရဲ့နော်အိမ်အတွက်ကိုယ့်ရဲ့ intention ပေါ့နော်ကိုယ့်ပုံမှာထားတဲ့ intention ဒါ clear မဖြစ်မကောင်းလို့ပြောရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ sign တွေဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုရင်ဘာလုပ်ရမှာလဲဆိုရင်အိမ်မှာချက်ချင်းအမွေးတိုင်နဲ့เนาะအကုန်လုံးကိုရှင်းလိုက်ပါဖြစ်နိုင်အမွေးနှံ့တာအရန်များတဲ့အရာပေါ့เนาะဖျောင်းနိုင်ဖြစ်အခဲလေးလည်းရှိရလေမွေးရဲ့အခဲလေးထွန်းတာမျိုးဖြစ်အမွေးတိုင်နဲ့အိမ်လုံးကိုတန့်ရှင်းစင်ကြယ်စွာလှုပ်ဆောင်လိုက်ပြီးရင်စားရည်နဲ့ရေချိုးပြီးရင်ဘယ်လိုမျိုးပြောမှလဲဒီအိမ်ပတ်လေမှာပေါ့နော်ပရိတ်ရေတို့ဒီဖျားစားတွေဖွင့်ထားရင်ဆိုရေတွေထားကြလေအဲ့ရေနဲ့ပတ်ဖမ်းပတ်ပေးတာမျိုးပေါ့နော်တအိမ်လုံးဖြန်းပေးလိုက်တာမျိုးအဲ့ဒါလေးတွေလုပ်ပေးဖို့လိုတယ်ဆိုတော့ကိုယ့်ဘဝမှာ design လေးတွေတွေးခဲ့လားကြုံခဲ့ဘူးလားပေါ့နော်အကယ်လို့ကြုံခဲ့ဘူးလို့ဆိုလဲကိုယ့်ဒီ experience လေးတွေရေးခဲ့ပြီးလို့ရတယ်အကယ်လို့ဒီ video ကအထောက်အပံ့ဖြစ်တယ်ဆိုရင်ဒီလိုမျိုးနှောက်ဗီဒီယိုလေးတွေအများကြီးတင်ပေးမယ်ပေါ့နော်ဆိုတော့ universe ကကိုယ် sign ပေးရကွာတတိမထားမိဘူးဆိုရင်ဒီအချက်တွေကြောင့်ပါအဲ့တော့နောက်ကြုံရတယ်ဆိုရင်ဒီဟာတွေတတိထားဖို့ယွန်းပြောချင်ပါတယ်